အားလုံးပဲမင်္ဂလာပါကျွန်တော်စီတူပိုင်းမှာကျွန်တော်ဒီသင်ခန်းစာမှာ ADB သင်ခန်းစာအပိုင်း5ကိုကျွန်တော်ဆက်လက်သင်ကြားပေးတော့မှာဖြစ်ပါတယ်ဒီကျွန်တော် ADB သင်ခန်းစာအပိုင်း5မှာကျွန်တော် file permission တွေအကြောင်းเนาะ system file permission ပေါ့ Android ရဲ့ system permission တွေအကြောင်းကိုကျွန်တော်သင်ကြားပေးတော့မှာအဲ့တော့ဒီ permission တွေက Linux Core Unix based operating system တွေမှာအကုန်လုံးအတူတူပဲဒီ file permission အကြောင်းကိုမိတ်ဆွေတို့နားလည်ထားရင်တော့ Android ရဲ့ file တွေကို manage လုပ်တဲ့အခါမှာ system file တွေကို manage လုပ်တဲ့အခါမှာအထောက်အကူဖြစ်နိုင်မယ်အရင်အရေးကြီးပါတယ်ကျွန်တော်အခုပထမအောင်ဆုံးเนาะကျွန်တော် ADB shell ဆိုပြီးတော့ share command စပြီးတော့ခေါ်လိုက်မယ်ပေါ့เนาะ shell share ပေါ့เนาะပြီးရင်ပြီးကျွန်တော် su ဆိုပြီးတော့ကျွန်တော် root user ဖြစ်ပြောင်းလိုက်မယ်ကျွန်တော်အခုလည်းတော့ဒီ folder ထဲမှာပါရှိလဲသိချင်တယ်ဆိုရင် ls-app เนาะ ls-app ကျွန်တော်အရှိသင်ခန်းစာမှာကျွန်တော်သင်ထားပြီးသားဖြစ်တယ်ဒီလိုမိတ်ဆွေတို့နားမလည်ဘူးဆိုရင်တော့ကျွန်တော်ရဲ့သင်ခန်းစာလေးကိုတစ်ချက်ပြန်ကြည့်ပေးဖို့တောင်းဆိုချင်တယ်เนาะအဲ့တော့ကျွန်တော်ပြောချင်တဲ့ file permission တွေကဒီအရှိမပြထားတဲ့เนาะcharacter 10ခုပေါ့เนาะအဲ့ဒါ file permission တွေပဲเนาะအမှထိတ်ဆုံးမှာကျွန်တော်ကเนาะ d ဆိုတာကကြတော့ folder တွေကိုပြောတာเนาะ file တစ်ခုရဲ့အရှိမ d လို့ပါလိုက်ပြီဆိုရင်ကျွန်တော်d လို့ပါလိုက်ပြီဆိုတာ ਨੇ အဲ့ဒါ folder ဖြစ်တယ်ပြီး l ကကြတော့ link เนาะ l က link ဆိုတာဥပမာဒီမှာ etc เนาะ etc ဆိုတာ linkအဲ့တော့ etc ဆိုတဲ့ဟာ system နဲ့ etc ကို link လုပ်ထားတယ်လို့ပြောလိုက်တာကျွန်တော်အခုချိန်မှာ cd etc လို့ရိုက်ပြီးတော့ enter ခေါက်လိုက်တာ ਨੇ ကျွန်တော်က system နဲ့ etc တွေကိုရောက်သွားတာ ਨੇ အတူတူပဲအဲ့ဒီထဲမှာဒီ etc ထဲမှာပြင်သမျှဟာတွေက system နဲ့ etc ထဲမှာသွားပြီးတော့ပြင်တာ ਨੇ အတူတူပဲကျွန်တော်နှစ်ဆင့်သွားကြမလို့တော့ဘူးအဲ့တော့じゃဒါ link လုပ်ထားတယ်လို့ခေါ်တယ် shortcut ပေါ့เนาะပြီးဘာမှမပါဘူး dash လေးအဲ့တော့ dash လေးကကြတော့အဲ့ဒါကကြတော့ကျွန်တော်တို့က file နေပဲเนาะfile ဒီမှာ default.prop ဆိုရင်ဒါဆိုရင် file ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော် apk တွေဆိုရင်လည်းဘာမှပါမှာမဟုတ်ဘူး mp3 တွေဆိုလည်းဘာမှပါမှာမဟုတ်ဘူး mp4 တွေဆိုလည်းဘာမှပါမှာမဟုတ်ဘူးเนาะအရှိက dash လေးပဲပါလိမ့်မယ် d တို့ l တို့ပြမှာမဟုတ် d ကတော့ folder ပေါ့ဟိုက data ဆိုတာလည်း folder ပဲเนาะကျွန်တော်ဒီ data တွေကို cd data ဆိုပြီးတော့ဝင်လို့ရတယ်เนาะဟုတ်ကဲ့အဲ့တော့ကျတော့ကျွန်တော်အခုအဲ့မှာဒုတိယအနောက်ကဒါအရှိဆုံးတစ်လုံးကိုကျွန်တော်ရှင်းပြခဲ့ပြီးပြီအနောက်ဟိုမှာ6လုံးကျန်တယ်ပေါ့နေရာ9နေရာပေါ့เนาะ rwh ပြီးရင်ဒီမှာဆိုရင် rh ပေါ့เนาะအဲ့တော့ကျတော့ကျွန်တော် rwh r ဆိုတာကျတော့ဘာကိုပြောရလဲဆိုရင် read ကိုပြောတာပြီးရင် w ဆိုတာ write ကိုပြောတာ h ကကျတော့ acg ကိုပြောတာအဲ့တော့ကျွန်တော်အဲ့ဒါကိုကျွန်တော်အနည်းငယ်လေးနည်းနည်းရှင်းပြချင်တယ်เนาะအဲ့တော့ကျွန်တော်အခုကျွန်တော် file folder တစ်ခုလေးရောက်သွားပြီ folder တစ်ခုလေးရောက်သွားဆိုတော့ဒီ folder ထဲမှာဘာရှိလဲဆိုတော့ကျွန်တော်မြင်နေရတယ်เนาะ adb.exe ရဲ့ adb win api.dll adb win usb api.dll အဲ့ဒါကျွန်တော်ဘာ permission ရှိလို့လဲဆို read permission ရှိလို့မြင်နေရတယ်တကယ်လို့ဒီကောင်တွေကိုနာမည်ကို rename ပေးချင်တာပဲဖြစ်ဖြစ်ဒီ file တွေကိုဖျက်ချင်တာပဲဖြစ်ဖြစ်ကျွန်တော် read permission နဲ့မရတော့ rewrite permission ရှိရောမှဒီ file တွေကိုဖျက်ခွင့်ရှိမယ် rename တွေပေးခွင့်ရှိမယ်နော်အခုကျွန်တော်သူ့ရဲ့နာမည်လေးတွေမြင်နေရတယ်သူကဘာ file လဲဆိုတာမြင်နေရတာအဲ့ဒါ read permission ရှိရဲဒါပေမဲ့ဖျက်ချင်တယ်ဆို rewrite permission rw permission ရှိမှရမယ် read only နဲ့မရတော့ဘူးပြီးဒီ file adb.exe ကို rename ပေးချင်တယ်ဆိုလည်း rewrite permission ရှိမှရမယ်နော်ပြီးရင်နောက်တစ်ခုကကျတော့ execute ကဒီ adb.exe ကဟာ run လို့ရတယ် bash file လို့ကျွန်တော်တို့เนาะ exe file လို့တချို့ file တွေပေါ့เนาะ script file တွေဆိုရင်ကျွန်တော်တို့က run လို့ရတယ်အဲ့ run လို့ရတဲ့ file တွေဆိုရင် execute permission မှာကျွန်တော်တို့ကထည့်ပြီးတော့ပေးရတယ်အဲ့တော့ execute permission ရှိရကျွန်တော်ကဥမာ over ပေါ့execute permission မရှိဘူးဆိုဒီ file ကိုကျွန်တော်ဖွင့်လို့ရမှာမဟုတ်ဒီ file တွေက script တွေအလုပ်လုပ်မှာမဟုတ်ဘူးကျွန်တော်ပြောတာဒီ application တစ်ခုကိုဖွင့်ပြီးတော့သုံးလို့ရမှာမဟုတ် execute permissionနော်ကျွန်တော်တကယ်လို့ bash file တစ်ခုရေးထားတယ်ဒါမှမဟုတ် shell script file တစ်ခုရေးထားတယ်ဆိုရင်လည်းအဲ shell script ထဲက file တွေကို run ပြီးတော့အလုပ်လုပ်ခိုင်းလို့ရမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ execute permission မရှိလို့အဲ့တော့ကျွန်တော်တို့က rewrite execute permission သုံးခုစလုံးရှိရဆိုတော့အဲ file တစ် file ကိုကျွန်တော်တို့စိတ်ကြိုက်ပြုပြင်လို့ရတယ်ဒါ permission အနည်းဆုံး permission လို့ပြောလို့ရတယ် rewrite execute နော်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်နော်တချို့ file တွေဆိုရင်ကျွန်တော်တို့ကအရှိ3နေရာဘာကိုပြရလဲဆိုတော့ဒါဆိုဒီမှာနေရာအားလုံးပေါင်း9နေရာရှိတယ်အဲ9နေရာမှာအရှိ3နေရာဘာကိုပြရလဲဆိုကျွန်တော်ဒီမှာဓာတ်ပုံလေးတစ်ပုံပြမယ်အရှိ3နေရာ owner အတွက်နော်ဒီအလဲ3နေရာ group အတွက်တတိယနောက်ဆုံး3နေရာ other အတွက်နော် owner လွယ်လို့ group ရော other ရော read permission ပဲရှိမယ် file တစ် file ကိုကျွန်တော်တို့က rwr လို့ permission တွေ့လိုက်ပြီဆိုတော့ ਨੇ owner ကတော့ rewrite permission ရှိတယ်ဒါပေမဲ့ group ရဲ့ other ရဲ့ကကြတော့ကျွန်တော်တို့ read permission တစ်ခုပဲရှိတယ်နော်ကျွန်တော်တို့သူ့ကို file ကိုဖြတ်ခွင့်မရှိဘူးပြီးရင် execute run ခွင့်မရှိဘူးဒါဆိုရင်ကျွန်တော်တို့ကowner တယောက်ပဲကျွန်တော်တို့ကဒီဟာ rewrite permission ထားတာပေါ့နော်ဒါဆိုရင်အရှိ3နေရာကျွန်တော် owner အတွက်
လေက3နေရာ group အတွက်ဒါ other အတွက်เนาะ other ဆိုတာကြတော့ကျွန်တော်တို့ဘယ်သူမဆိုပြောတာပေါ့เนาะအဲ့ဒါကြောင့်ကျွန်တော် permission ပေးတဲ့အခါမှာ owner အတွက်လား group အတွက်လားဒါမှမဟုတ်ဘယ်သူမဆိုသုံးလို့ရမှာလားเนาะတကယ်လို့ကျွန်တော်တို့က permission ကိုကျွန်တော်တို့က RWH သုံးခုစလုံးပေးရဲဆို owner လည်းကြိုက်တယ်လို့သုံးလို့ရတယ် group ကလည်းကြိုက်တယ်လို့ဖြတ်လို့ရတယ်ပြင်လို့လည်းရတယ်other တခြားလူတွေဘယ်သူမဆိုဝင်ပြီးတော့ပြင်လို့ရတယ်ဖြတ်လို့ရတယ်เนาะအဲ့ဒါကြတော့ run လို့လည်းရတယ်ပေါ့เนาะအဲ့ဒါကြတော့ RWH အဲ့တော့ဒီ permission တွေကိုကျွန်တော်တို့ကတကယ်လို့ change နေတယ်ဆိုရင်ကြတော့လေနောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ကဘာ command သုံးရလဲဆိုရင် chmod change mode ဆိုတဲ့ command သုံးရတယ်เนาะ chmod change mode command ရဲ့အနောက်မှာ space ချပြီးတော့ကျွန်တော်တို့က owner အတွက်ကဘာ permission ပေးမှာတော့ group အတွက်ကဘာ permission ပေးမှာတော့ other အတွက်ကဘာ permission ပေးမှာတော့ဆိုပြီးကျွန်တော်တို့ကကဏ္ဍသုံးလို့ရိုက်ပေးရတယ်အရှိဆုံးကဏ္ဍက owner အတွက် earlier ကဏ္ဍက group အတွက်နောက်ဆုံးကဏ္ဍက other အတွက်အဲ့တော့ကျတော့ကျွန်တော်တို့ကဒီနံပါတ်ကလေးတွေရဲ့ဒီနံပါတ်လေးတွေရဲ့ permission တွေကိုကျွန်တော်တို့သိနေမှာရမှာအဲ့တော့နံပါတ်နဲ့ permission နဲ့တွဲမိအောင်ကျွန်တော်ရေးပြထားတယ် read permission file file read permission အတွက်ပေးချင်တယ်ဆိုရင်ကျွန်တော်သူ့ကိုကိုစားပြုတဲ့နံပါတ်က4เนาะ write ကကြတော့ကျွန်တော်တို့က2 execute ကကြတော့1ကြလို့ကျွန်တော်တို့က file တစ်ခုကို owner အတွက်ကို read permission ပဲပေးမယ်ဆိုရင် owner အတွက်ကိုကျွန်တော်4လို့ရေးပေးရမှာတကယ်လို့ owner ကိုကျွန်တော်တို့က rewrite permission ပေးချင်တယ်ဆိုရင်4ရဲ့2ရဲ့နှစ်ခုပေါင်းလိုက် rewrite ဆိုတော့6ဖြစ်သွားအဲ့တော့じゃ6လို့ရေးပေးရမယ်။တခြားလူတွေကိုကြတော့ group နဲ့ other ကိုကျွန်တော်တို့ကread permission ပဲပေးချင်တယ်ဆိုရင်တော့644ပေါ့တကယ်လို့ rewrite execute 3ခုစလုံးပေးချင်တယ်ပေါ့နော်permission 3ခုစလုံး rewrite execute 3ခုစလုံးပေးချင်တယ်ဆိုရင်တော့7ဖြစ်သွားမှာဒီမှာပေါင်းကြည့်လိုက်လေနော် read ကကြတော့4 write ကကြတော့2 execute ကကြ1 4 to 1ဆိုတော့7ဖြစ်သွားမှာနော်တကယ်လို့ rewrite ဆိုရင်တော့6read ရဲ့ execute ရဲ့ permission ပဲပေးချင်တယ်ဆိုရင်တော့4ရဲ့1ရဲ့ပေါင်းလိုက်အဲ့ဒါဆိုရင်5 write ရဲ့ execute ရဲ့ပဲဆိုရင်တော့3ပေါ့နော်write တစ်ခုတည်းဆိုရင်ကြတော့ကျွန်တော်တို့က2ပေါ့ဒါကကျွန်တော် permission တွေကိုနံပါတ်နဲ့ပူစားပြုတယ်အဲ့တော့ file ကိုကျွန်တော်တို့က777လို့ပေးလိုက်မယ်ဥပမာပေါ့ chmod change move ဆိုတဲ့ command ကိုသုံးတယ် file ကို777လို့ပေးလိုက်တယ်အဲ့ဒါဆိုရင် owner အတွက်ကလည်းဘာဖြစ်သွားမှာတော့တစ်ချက်ကြည့်မယ်နော် owner အတွက်ကလည်း rewrite execute ဖြစ်သွားမယ် group အတွက်ကလည်း rewrite execute ဖြစ်သွားမယ် other အတွက်ကလည်း rewrite execute ဖြစ်သွားမယ်နော်အဲ့ဒါကိုကျွန်တော်ကအခုနမူနာပြဖို့အတွက်ကျွန်တော်ဘယ်လဲသွားမလဲဆိုရင်system နဲ့က file တွေကိုသွားမယ် cd stm system နဲ့က file file တွေကိုကျွန်တော် permission ချင်းပြမယ်เนาะအဲ့တော့ system နဲ့က file နဲ့ရောက်သွားပြီအထဲမှာဘာရှိလဲကြည့်ချင်တယ်ဆို ls-r နဲ့ကြည့်လို့ရတယ်အဲ့ဒီနေရာမှာကျွန်တော်ဘယ် file လေးကို permission ချင်းပြမလဲဆိုရင်ကျွန်တော်ကဒီမှာ drysan time ဆိုတဲ့ drysan time ဆိုတဲ့ ddf file လေးကိုကျွန်တော် permission ချင်းပြမယ်အခုလောလောဆယ်ဒီ ddf file လေးကဘာဖြစ်နေလဲဆိုရင် owner မှာ rewrite ဖြစ်နေရယ် group မှာကျတော့ read ပဲဖြစ်နေရယ် other မှာလည်း read ပဲဖြစ်နေတယ်သူ့ကိုကျွန်တော်ကအကုန်လုံး rewrite execute rewh rwh ဖြစ်သွားအောင်ဒီ drysan time ကိုကျွန်တော် permission ပြောင်းမယ်အဲ့တော့ကျွန်တော်ဗာရေးရမှာ ch နော်ကျွန်တော်အခုက system နဲ့ file နဲ့ရောက်နေပြီဆိုတော့ chmod 777 7ဆိုတာပထမဆုံးအရှိဆုံးက7က owner အတွက်7ဒီလေကကြတော့ group အတွက်7နောက်ဆုံးကကြတော့ other အတွက်7ပြီးခါကျကျွန်တော်ဘာတော့ drone drive sans and thai time .ddf နော် horizon time .ddf ပြီးရင် enter ခေါက်လိုက်ပါနော်အဲ့တော့ကျွန်တော်တို့ကအဲ့မှာပြဿနာတက်တာဘာဖြစ်လဲဆိုတော့ဒီ permission တွေချိန်တဲ့အခါကျရင်လည်းကျွန်တော်တို့က read only file system နဲ့ကျွန်တော်တို့က rewrite system file အောက်မှာသွားပြီး permission ချိန်တဲ့အတွက် rewrite မပြောင်းရသေးဘူးလို့ပြောတယ်အဲ့ဒီအတွက်ကိုကျွန်တော် command တစ်ခုကျွန်တော်သင်ပေးမယ်အဲ့ဒီ command rewrite ပြောင်းတဲ့ command system rewrite တခြားနေရာ file တွေကိုမိတ်ဆွေတို့permission ပြောင်းလဲဆိုတော့မလိုဘူးပေါ့ဒါ system အောက်မှာ permission ပြောင်းခြင်းလဲဆိုရင်တော့ဒီ command လေးတစ်ခုလိုတယ်အဲ့ဒါတော့ mount command mount dash ကို remount remount rw ကျွန်တော်တို့က system ကို rewrite ပြောင်းခြင်းနဲ့ဖြစ်တဲ့အတွက် system ဆိုပြီးတော့ရေးတာပုံမှန်ဆိုတော့ကျွန်တော်တို့ကဥပမာ memory ကတည်းက file တစ် file ကိုသွားပြီးတော့permission change နေတယ်ဆိုရင်ဒီ command မလို့ဘူးဒါပေမဲ့ကျွန်တော် system အောက်က file တွေကို permission change နေတယ်ဆိုရင်တော့ဒီ command တစ်ကြောင်းထည့်ပေးရတယ်เนาะ root user ဖြစ်တဲ့အပြင်ကိုဒီ command ထည့်ပေးလိုက်တော့မှကျွန်တော်တို့ကဒီ permission change လို့ရမှာပေါ့เนาะအဲဒါကျွန်တော်အဲ့ဒါပြန်ပြီးရေးလိုက်မယ် mount -o remount rw ဘယ်မှာအောင်လဲဆိုတော့ system အောက်ကကောင်တွေအကုန်လုံးကို rewrite permission ပေးလိုက်မယ်ဆိုပြီး enter ခေါက်လိုက်တယ်เนาะ
အဲ့လိုဒီ system ကို rewrite permission ပြောင်းလိုက်တဲ့အချိန်ကျတော့မှကျွန်တော်တို့ကဒီမှာ chain move command ကိုစပြီးတော့သုံးလို့ရမှာအခုကျွန်တော်ပြန်ပြီးသုံးကြည့်မယ် chmod chain move 777 and drone drive sans dhan time เนาะ ddf အဲ့ဒါခေါ်ရတယ်เนาะအဲ့ဆိုတော့ခုနလို error မပြတော့ဘူးကျွန်တော်တို့က system file က rewrite ဖြစ်နေတဲ့အတွက်เนาะကျွန်တော်ပြန်ပြီးတော့ ls-l နဲ့ပြန်ပြပေးမယ် ls-l dry sand time dry sand time ရဲ့ permission အခုဘာဖြစ်သွားလဲဆိုတော့ rws ဆိုပြီးဖြစ်သွားတယ်เนาะအဲ့ဒါကျွန်တော်တို့က rws ဆိုတာကျွန်တော်တို့ owner permission ရလဲ rws rewrite execute group ရလဲ rewrite execute r ကလဲ rewrite execute အဲ့တော့ကျွန်တော်ခုနသူ့လိုမျိုးပဲဒီဘက်ကတခြား file တွေကိုပေးထားသလိုပဲ rwr permission ပြန်ပေးခြင်းတယ်ဆိုရင်ကျွန်တော်ဒီမှာပြန်ကြည့်မယ်နော် rw ကကြတော့ sys r4 အဲ့တော့ကြတော့ तू က group ကိုနော် r ပေးထားတယ် r သားကို r ပေးထားတယ် owner တယောက်တည်း rw ပေါ့ rewrite permission ပေးထားတယ်ဆိုရင်အဲ့တော့ကျွန်တော်အဲ့ဒါကို file တစ် file ရဲ့ file တစ်ခုလုံးရဲ့file တစ်ခုလုံးရဲ့ chmod chain move 644ပြီးရင် drone drive sans dhan ပြီးရင်ကျွန်တော် ls-l ဒီမှာ sys ကကြတော့ကျွန်တော်တို့က owner အတွက် for ကကြတော့ root အတွက်နောက် for က other အတွက်เนาะဒီ ls-l နဲ့ပြန်ကြည့်ကြည့်လိုက်ကျွန်တော်ခုနပြောတဲ့ dry sand time ဆိုတဲ့ file လေးကrwr ဖြစ်သွားတယ်เนาะဒါကကျွန်တော်တို့ chain move ပေါ့เนาะအဲ့ chain move ရဲ့ permission ပြောင်းတာနဲ့ခုနကျွန်တော်သုံးပြတဲ့ mound mount dash ကို remound remount rw system အဲ့ဒါကြတော့ဘာကွာလဲဆိုတော့ကျွန်တော်ဒီကောင်ကကျတော့ system အောက်ကကောင်တွေအကုန်လုံးကိုကျွန်တော်က rw ပြောင်းပလိုက်တာrw ပြောင်းပလိုက်တယ်ဆိုတော့တချို့ command တွေပေါ့เนาะတချို့ command တွေက root user တော့ရသွားပြီကျွန်တော်အရှိမfont size တင်နေတာလေးနဲ့ root တော့ဖြစ်သွားပြီဒါပေမဲ့ကျွန်တော်တို့ system file တွေကိုဖြတ်လို့မရဘူးပြင်လို့မရဘူးဆိုရင်ကျွန်တော်ဒီ mount ကို remount rw system ကို rw အနေနဲ့စပြီးတော့ပြောင်းထားပြီးတော့မှ chain move တို့ chain ownership တို့သုံးလို့ရအောင်အခုကျွန်တော်နောက် command တစ်ခုကျွန်တော်ထပ်ပြီးတော့ပြပေးချင်တာကြတော့ chain ownership ကကြတော့ဘာကိုပြောရလဲဆိုတော့ကျွန်တော် file ရဲ့ရှေ့မှာဒီမှာလေဒါဆိုရင် root ဒါဘာကိုပြောရလဲဆိုတော့ကျွန်တော် ownership ဆိုတာအခုကျွန်တော်တို့ကခုနပြောသလိုပဲowner ကိုကြတော့ဘသူ့ကိုပေးမှာတော့ group ကိုကြတော့ဘသူ့ကိုပေးမှာတော့ဆိုပြီးထားတာဒီမှာဆိုရင်ဒီမှာကြည့်ဒီရှေ့ဟာဒါ owner ပဲဒါ group ပဲ owner က root user ကို owner ဖြစ်ပေးမယ်နောက်ပဲ root user ကိုလည်း group ဖြစ်ပဲပေးမယ်ဆိုတော့အဲ့လိုမျိုးသတ်မှတ်ထားတချို့ကြတော့ root.share တို့ root လို့ရှိရတယ်နော်အဲ့ဒါကြောင့်ကျွန်တော်အခု file ခုန dry sand chmod ကကြတော့ chain move chown ကြတော့ chain ownership နော်ဒီကျွန်တော်ဘာကိုပြောင်းပါလဲဆိုရင်rod root.share เนาะကျွန်တော် owner ကိုကြတော့ root user ဖြစ်ပြောင်းမယ်ပြီးရင် group ကိုကြတော့ share user ဖြစ်ပြောင်းမယ်ပြီးရင် space ချမယ်ကျွန်တော်ပြောင်းချင်တာ drone drive xan time.ddf အလားခေါ်လိုက်เนาะပြီးရင်ကျွန်တော် ls-l နဲ့ကြည့်အဲ့ဒါမကြည့်ခင်ကျွန်တော်တို့ဒီမှာ dry sand time လေးက root ဆိုပြီးဖြစ်နေတယ်เนาะအဲ့တော့ owner က root ပဲ group ကလည်း root ပဲကျွန်တော်အခုက owner ကို root group ကို share ဖြစ်ပြောင်းလိုက်မယ်ရေးတဲ့ပုံစံက chown space ချရတယ် root ပြီးရင် dot ခံရတယ်ပြီးတကယ်လို့ကျွန်တော်တို့ဒီနေရာမှာတခြားroot လို့ပဲရေးချင်တယ်ဆိုတော့ရေးလို့ရတယ်ဒါမှမဟုတ်ဘူးကျွန်တော် share ပြန်ပြောင်းလိုက်တယ်ပြီး space ချရ dry sand time ပေါ့နော်ကျွန်တော်အခုကfile system တွေရဲ့ owner ဘယ်သူ့ကိုဘာပေးရမလဲဆိုတာကိုပြတာမဟုတ်ဘူး command chown chain ownership ဆိုတဲ့ command အသုံးပြုပုံကိုပြတာเนาะကျွန်တော်တို့တချို့ share script တွေဆိုရင်ကျွန်တော်တို့ binary file တွေဆိုရင် system တွေက binary file တွေဆိုရင်ကျွန်တော် root.root မထားဘူးသူတို့က root.share ပေါ့เนาะ group ကိုကြတော့ root ပေးထားတယ်owner ကိုကြတော့ root ပေးထားတယ် group ကိုကြတော့ share ပေးထားတယ်ပေါ့เนาะအဲ့တော့ကျွန်တော် ls-l နဲ့ပြန်ကြည့်လိုက်တဲ့အခါကျခုနကတော့ dry sand time ဆိုတဲ့ file လေးရဲ့ owner က
root ဖြစ်ပြီးတော့ group ကကြတော့ share ဖြစ်သွားတယ်နော်ဒီအရှိက permission နဲ့မဆိုင်ဘူးအဲ့တော့ကျွန်တော်တို့က chmod လို့ပြောလိုက်တာနဲ့ chmod လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကဒီအရှိ6နေရာအတွက်နော်CHOWN လို့ပြောလိုက်တာနဲ့ chain ownership လို့ပြောလိုက်တာနဲ့ဒီမှာ owner ကဘယ်သူတော့ share group user ဘယ်သူတော့ဆိုပြီးတော့ကျွန်တော်တို့ကပြန်သတ်မှတ်ပေးထားအဲ့တော့ CHOWN တို့ CHMOD တို့သုံးလို့မရဘူးကျွန်တော် system file မှာသုံးလို့မရဘူးဆိုရင်ကျွန်တော်ခုနသင်ပေးတယ်ဘာ command နဲ့ပြောင်းအောင်ပါလဲ mount command နဲ့ system ကို rewrite ပြန်ပြီးတော့ပြောင်းပေးလိုက်အဲ့ဒါဆိုရင်တော့ခုနကျွန်တော်တို့က chain owner permission တို့ chain ownership တို့ chain move တို့အကုန်လုံးအဲ့ command တွေအကုန်လုံးကျွန်တော်တို့သုံးလို့ရနိုင်မယ်အဲ့တော့ဒီသင်ခန်းစာနည်းနည်းလေးနဲ့များတယ်နည်းနည်းလေးနဲ့ရှုပ်သူလို့တော့ရှိနေမယ်ဒါမိတ်ဆွေတို့နားမလည်ဘူးဆိုရင်နှစ်ခေါက်လောက်တော့ပြန်ကြည့်ပါဒါ Linux ရဲ့ file system တိစောက်ပုံ file system file permission တွေပေါ့နော် file permission တွေအကြောင်းဖြစ်တယ်ဒီအရှိက10ခုရှိရယ်နေရာ10ခုမှာထိတ်ဆုံးရတာတော့သူက link ဖြစ်တာလား file ဖြစ်လားဆိုတာပြတယ်နော်ဒီမှာ drysense.ddf ဆိုရင်သူက link နဲ့နော် root regular နဲ့ link ချိန်ထားတယ်လို့ပြောတာနော်ဒီကောင်တွေကြတော့ဘာမှမပါတဲ့ဟာတွေကြတော့ file တွေ rwrr ဒါဒီနောက်က9နေရာ owner group r တာအတွက်ဒီအားကြတော့ owner ဘယ်သူတော့ group ကဘယ်သူတော့ဆိုတာသတ်မှတ်ပေးတာသူ့ကိုဒီနေရာဟာကိုပြောင်းချင်တယ်ဆိုရင်တော့ကျွန်တော်တို့က chain ownership ဆိုတဲ့ command နဲ့ပြန်ပြောင်းမယ်အခုကျွန်တော်ဒီကောင်ကိုကျွန်တော်နောက်ဆုံးအနေနဲ့ dry sun time ကို root เนาะowner ကိုလည်း root group ကိုလည်း root ပြန်ပြောင်းလိုက်တော့မယ် chown rod root rod root ပြီးရင် dry drive san dhan time.ddf နားခေါက်လိုက်တယ်ပြီးရင် ls-l present time က owner လည်း root ပဲ group ကလည်း root ပဲဖြစ်သွား root user ပဲဖြစ်သွားเนาะအဲ့တော့ကျွန်တော်ဒီသင်ခန်းစာကိုကျွန်တော်အတက်နိုင်ဆုံးနားလည်အောင်တော့သင်ပေးတယ်ဒီလိုမျိုးဆိုလို့နားမလည်ဘူးနည်းနည်းလေးရှုပ်သွားပြီဆိုရင်တော့ကျွန်တော်ရဲ့လေ့လာမှုအားနည်းလို့ဖြစ်ပါလိမ့်မယ်ကျွန်တော်ရှင်းပြတာမတော်လို့ပေါ့ဗျာเนาะအဲ့တော့ဒီသင်ခန်းစာတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ကျွန်တော်စီတူပိုင်ပါ